ဝမ်လင်တယောက်ရေခတ်နေတော့မှာပဲအဆောင်မှုကသူ့ကိုအလစ်ချောင်းပြီးတိုက်ခိုက်လိုက်တာကြောင့်ဝမ်လင်တယောက်မြေပေါ်ကိုမှောက်ရက်သားလဲကျသွားခဲ့ရပါတယ်ဝမ်လင်ဘာမှပြန်မလုပ်နိုင်ခင်မှာတင်အဆောင်မှုကသူ့လက်ပင်ကိုဆွဲကင်လိုက်ပြီးမင်းမှာဘာအစွမ်းရှိတဲ့ဆေးလုံးတွေရှိလို့အခုလိုထူးထူးခြားခြားလုံနိုင်နေရတာလဲဆိုပြီးဒေါသတကြီးမင်းမြန်းပါတော့တယ်ဝမ်လင်ကလည်းကျွန်တော်မှာဘာဆေးလုံးမှမရှိပါဘူးဆိုပြီးညှင်းဆိုခဲ့ပါတယ်အဆောင်မှုကမင်းငါကိုလိန်ရင်အသက်ပြောက်တဲ့အထိအဖြစ်ဆိုးနဲ့ကြုံရလိမ့်မယ်လို့ချင်းချောက်ပြီးထွက်ခွာသွားခဲ့ပါတယ်အဆောင်မှုထွက်သွားတဲ့အခါဝမ်လင်ရဲ့ခန္ဓာကိုယ်ထဲကနတ်ဆိုးကမင်းပါလို့အဲ့ဒီကောင်ကိုပြန်မချရတာလဲဆိုပြီးအပြစ်တင်ပါတော့တယ်ဒါပေမဲ့ဝမ်လင်ကတော့သူ့အနေနဲ့အခုလောလောဆယ်အစွမ်းတွေကိုထုတ်မပြသေးတာကမှပိုပြီးအဆင်ပြေလိမ့်မယ်လို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နတ်ဆိုးကဝမ်လင်ကိုပညာတွေအကုန်သင်ပေးမယ်လို့ကတိပေးခဲ့ပြီးဆေးလုံးရဲ့စွမ်းရည်တွေတိုးလာဖို့အတွက်မနက်တိုင်းကျဆင်းတဲ့နှင်းရည်တွေကိုလိုက်လံစုဆောင်းခိုင်းခဲ့ပါတယ်အချိန်တန်ကြာတဲ့အခါမှာတော့နတ်ဆေးလုံးဟာအရင်ကထက်အစွမ်းတွေပိုမိုထက်မြက်လာတာကြောင့်ဝမ်လင်ရဲ့စူးစမ်းအထောက်မှုတွေဟာတကယ်ပဲအရာထင်လာခဲ့တယ်လို့ပြောရမှာပါတနေ့မှာတော့ဝမ်လင်တို့အပြင်ကပြန်လာတဲ့အချိန်အဆောင်စီကိုဂိုင်းချုပ်ရဲ့လက်အောက်ခံဖြစ်တဲ့ဆရာတယောက်ရောက်ရှိနေပါတယ်အဲ့ဒီဆရာဟာယာယီတပည့်တွေထဲကနေဂိုင်းရဲ့တရားဝင်အတွင်းစီတပည့်ဖြစ်ရွေးချယ်ဖို့လာခဲ့တာဖြစ်လို့တပည့်တွေအားလုံးအလူရက်ဖြစ်နေကြတာပါဒါပေမဲ့ဆရာဖြစ်သူကတော့ဘသူ့ကိုမှဂယုမဆိုင်ပဲဝမ်လင်ရဲ့ရှိကိုတက်တက်ဆင်းလာပြီးသူ့ကိုပဲတရားဝင်တပည့်အဖြစ်အတိမတ်ပြုရွေးချယ်ပေးလိုက်ပါတော့တယ်ကျန်တဲ့သူတွေကမကြည်မနှက်ဖြစ်နေကြပေမဲ့ဆရာကတော့လုံးဝအရေးမဆိုင်ခဲ့ပါဘူးနောက်တစ်ခါမှာတော့နတ်ဆိုးကဝမ်လင်ကိုအစွမ်းတွေဆက်လက်တင် जा ပေးနေပါတယ်အဲ့ဒီအချိန်မှာပဲတခြားတစ်ဖက်မှာတော့အဆောင်မှုနဲ့သူ့ရဲ့တပည့်ဖြစ်သူတို့အချင်းများစကားများနေကြပါတယ်နောက်ဆုံးမှာတပည့်ဖြစ်သူကအဆောင်မှုရဲ့မကောင်းမှုတွေလှုပ်ဝက်ချက်တွေကိုခေါင်းကိုတိုင်တန်းပြီးဖွင့်ချမယ်လို့ပြောပြီးထွက်ခွာဖို့လုပ်တဲ့အခါအဆောင်မှုကနောက်ကနေအလစ်ဝင်ရောက်တိုက်ခိုက်လိုက်တာကြောင့်တပည့်ဖြစ်သူရဲ့လက်မောင်းဟာအလဲကနေထုတ်ချင်းပေါက်တန်ရာရသွားခဲ့ပါတယ်အဆောင်မှုကတပည့်ကိုအဆုံးစီရင်ဖို့လုပ်နေတဲ့တေးရေးရှင်ရဲ့အချိန်ခါမှာပဲဝမ်လင်ချက်ချင်းရောက်ရှိလာပြီးအဆောင်မှုနဲ့ပြင်းပြင်းထန်ထန်စတင်တိုက်ခိုက်ပါတော့တယ်နှစ်ဦးသားအဆုံးဖြတ်တိုက်ကွက်တွေကိုပြင်ဆင်နေကြတော့မှာပဲအဆောင်မှုရဲ့ကြောပြင်ကိုဒဏ်ရာရထားတဲ့တပည့်ဖြစ်သူကနောက်ကနေဓာတ်နဲ့အလစ်ဝင်ရောက်ထိုးဆိုင်လိုက်ပြီးအဆောင်မှုကိုဇီဝင်ချွေအသက်ပွဲသိမ်းပေးလိုက်ပါတော့တယ်ဗျာ